အားလုံးပဲမင်္ဂလာပါရှင်ဒါကတော့ဒီနေ့အပတ်စဉ်တနင်္ဂနွေနေ့တိုင်းနာကုလမာတာနာကုလပိတာစွန်းလူအသင်ကုနီစေးတဲ့အသင်အဖွဲ့သားတွေစုပ်ကတ်ခြင်းပုံရိပ်ပါဒါထောက်ဝိကျောင်းမှာပေါ့နော်ထောက်ဝိကျောင်းမှာအမတ်ရှိရက်ကွက်မှာဆုံးသတ်ကတ်တယ်ဆုံးကတ်ပြီးတော့ကျောင်းဝေရဝိစားတွေကုနီစေးကြောတန့်ရှင်ရေးဒီဝိုင်းကူရပေါ့နော်ဒါကတော့တန်ဃာတော်များစွန့်ဖုံးနေတဲ့ပုံရိပ်လေးပါမနက်ကဆုံးကတ်ကြတယ်ဒါတတလူတီလာရှင်ဆရာလေးတစ်ပါးပါတယ်မိုးစင်ကတော့ဒါဆရာလေးနဲ့အတူဆရာလေးဆုံးဖုံးပြီးတော့တတလူစွန့်ပြန်ပြီးတော့